ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာလူတိုင်းကကျွန်တော်ကိုအရင်ကလိုပဲဆင်းရဲတဲ့ကောင်လေးလို့ထင်နေကြတော့မှာပဲကျွန်တော်ရဲ့ရန်သူဟောင်းကကျွန်တော်မရခဲ့တဲ့အတန်းဖော်လေးကိုဖတ်ထားပြီးငါအဖေရဲ့အဆက်အသွယ်အကူအညီနဲ့မှဒီကလပ်မှာဘိုကင်ယူလို့ရတာအဲ့တော့မင်းများစားထားလိုက်ပါအောင်ကျွန်တော်အသာပြုံးလိုက်ရင်မန်နေဂျာရေဒီနေ့ဒီခန်းရဲ့ကုန်ကြစည်အားလုံးကရှင်းမယ်သူတို့အားလုံးအံ့ဩသွားကြတာပေါ့ဒီလ25ရက်နေ့ဟာတက္ကသိုလ်ဆင်ပွဲ10နှစ်ပြည့်ကျောင်းသားဟောင်းတွေ့ဆုံပွဲဖြစ်ပါတယ်အတန်းကောင်းဆောင်ကကျွန်တော်ရဲ့ဖုန်းအဆက်အသွယ်ကိုဘယ်လိုရှာတွေ့သွားလဲမသိပါဘူးမပြတ်မကွက်လာခဲ့ပါဆိုပြီးထက်ခါတလဲလဲမှနေတာပါလျောင်ဖန်း10နှစ်တောင်ရှိပြီပဲမင်းအားလုံးကိုရှောင်နေဖို့မလိုပါဘူးကွာကျွန်တော်ကိုလှောင်ချင်ကြလို့ကျွန်တော်ရဲ့အတိတ်ပဲမရှိတဲ့ရေးစရာတွေကိုကြည့်ချင်လို့မှန်းကျွန်တော်သိတာပေါ့ကောင်းပါပြီကျွန်တော်လာခဲ့ပါမယ်တက္ကသိုလ်ဆင်းပြီးတဲ့နောက်ဖြစ်ခဲ့တဲ့အဲ့ဒီကိစ္စကြောင့်ကျွန်တော်အတန်းဖော်တွေအားလုံးနဲ့အဆက်အသွယ်ဖြတ်ခဲ့လိုက်တာပါအခုထိတော့သူတို့ကကျွန်တော်အလုပ်ပြုတ်သွားပြီးအဖေနဲ့အတူဝတ်သားဆက်ရောက်နေတယ်လို့ပဲထင်နေကြတော့မှာပဲ25ရက်နေ့ကမိုးအရန်ရွာနေတဲ့နေ့ပါပဲကျွန်တော်ချိန်ထားတဲ့အချိန်တိုင်းယွန်းထန်ကလပ်ရဲ့အကြီးဆုံးဟိုတယ်ခန်းထဲကိုဝင်သွားခဲ့ပါတယ်စူညံနေတဲ့စကားဝိုင်းတွေနဲ့စီကားနေတဲ့အခန်းဟာချက်ချင်းပဲတိတ်ဆိတ်သွားခဲ့ပါတယ်မျက်လုံးပေါင်း14 5စုံကကျွန်တော်စီကိုချက်ချင်းရောက်လာကြပါတယ်အထင်သေးတယ်လို့အကြည့်လောင်တယ်လို့အကြည့်အကဲခတ်တယ်လို့စူးစမ်းတယ်လို့အကြည့်တွေနဲ့ပေါ့ဟိုးအရင်ကျွန်တော်ကိုသူတို့အားလုံးကခိုးသူအဖြစ်ဆွဆွဲခဲ့ကြခဲ့တုန်းကအချိန်တိုင်းပါပဲအိုးတင်ငယ်ချင်းမင်းမလာတော့ဘူးလို့တောင်းထင်နေတာမင်းကနောက်ဆုံးမှရောက်လာတာပဲဒီနေ့လမ်းတွေအတော်ပိတ်နေတာလားမသိဘူးလေကျွန်တော်ကလမ်းလျှောက်လာတာကျွန်တော်ရုံခန်းကဒီအနားက3ထပ်မှရှိတော့2မိနစ်လောက်ပဲကြာတယ်လျောင်ဖန်းမိုးတွေဒီလောက်ရွာနေတာမင်းကားမောင်းမလာဘူးလားအဲ့ကောင်ကအဆောင်မှာနေတော့ကလည်းကျွန်တော်အိမ်ကဆင်းရဲတာကိုမသိတယ်လို့ပြည့်ရနဲ့လှောင်ပြောင်းလေးရှိတဲ့ကောင်ကမတုံးတောင်သူ့ရဲ့ခနဲ့တဲ့စကားကိုနားလည်နိုင်ပါတယ်ငါကဒီနီးနားမှာပဲနေတာဆိုတော့ကားမလို့ပါဘူးဒီကလက်ကမြို့လေခေါင်ရဲ့စိတ်ငြိမ်တဲ့နေရာမှာရှိတာအနီးနားမှာလူနေရက်ကွက်မရှိတလောက်ပဲလေကလပ်ရဲ့အရှိတ်ဘက်မှာရှန်ဟိုင်းပြည်ပြည်ဆိုင်ရာရက်ကွက်ရှိတယ်2 ကီလိုမီတာအတွင်းမှာအဲ့ဒီနေရာပဲရှိတာနင်အဲ့ဒီမှာနေတာတော့မဟုတ်ပါဘူးနော်ကျွန်တော်သူ့ကိုမှတ်မိပါတယ်သူ့နာမည်ကရှောင်းရတဲ့တက္ကသိုလ်လုံးကကျွန်တော်ဘေးကဖြတ်သွားတိုင်းယွန်ရှာတဲ့မျက်နှာပေးမျိုးအမြဲလုတ်တက်တဲ့သူပေါ့ကျွန်တော်အိမ်ကဝတ်သားရောက်လာမှုကျွန်တော်ကိုမှညီနှံ့ဆွဲနေမှာပဲလို့တခြားသူတွေကိုအမြဲတင်းပြောလေးရှိခဲ့ပါတယ်ရှောင်းရရဲ့ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာရက်ကွက်ကတိုက်ခန်းတွေကစတူယန်မီတာ400အထက်မှာရှိတာစတူယန်မီတာကိုယွန်3သိန်းနီးပါးရှိတာလေနင်တို့အိမ်ကလူဆိုရင်တောင်ဝယ်နိုင်ခြင်းမဝယ်နိုင်မှာတခြားသူကိုထားလိုက်ပါအောင်ကျွန်တော်ရဲချင်သွားပါတယ်ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာရက်ကွက်မှာကျွန်တော်အမှန်တကယ်တိုက်ခန်းတစ်ခန်းရှိပါတယ်ဒါပေမဲ့အဖေနဲ့မေလာတဲ့အခါမှပဲကျွန်တော်ခဏသွားနေတာအများအားဖြင့်တော့ကျွန်တော်စစ်ဆက်ထားတဲ့အမျိုးသမီးအိမ်မှာပဲနေတာများတယ်ပထမအချက်ကအလုံများတဲ့စစ်ဆက်ထားသူကိုမြို့တဝက်စာအသွားပြန်မပင်ပန်းစေချင်လို့ဒုတိယအချက်ကသူ့အိမ်တက်တဲ့ပေါက်ကနေကြီးမားတဲ့ရေကန်ကြီးကိုမြင်နေရတာကိုကျွန်တော်ကြိုက်လို့ပါဒါပေမဲ့စစ်ဆက်ထားသူရဲ့အလုပ်ကအထူးပြုအလုပ်မို့လို့ဒီလူတွေကိုသူ့အကြောင်းဘာမှမပြောပြချင်ဘူးကျွန်တော်ချစ်သူအိမ်မှာနေတာပါအားလုံးကရီစရာပြက်လုံးတစ်ခုလိုဝိုင်းရလိုက်ကြပြီဟာတာပဲလျောင်ဖန်းမတွေ့တာကြပြီဖြစ်နေတာတောင်ခုထိမင်းကဘာလို့မိမတွေနောက်ပဲလှည့်ပက်လိုက်နေရတော့သူကတော့တက္ကသိုလ်လုံးက4နှစ်တာရန်သူဟောင်းကျိုးကြီးပါပဲသူမိဘတွေကတယောက်ကနိုင်ငံရေးတယောက်ကစီးပွားရေးလုပ်တော့အိမ်အောင်စုအခြေအနေကအလွန်ကောင်းမွန်ပါတယ်သူကိုယ်တိုင်ကလည်းအရန်တော်တယ်ရုပ်ချောတယ်စာတော်တယ်အားကစားလဲတော်တော့ကျောင်းကမိန်းကလေးတွေရဲ့စိတ်ကူးတွေကမင်းသားပါပဲကျွန်တော်ကတော့ပညာသင်ဆုနဲ့အလုပ်လုပ်ပြီးကျောင်းတက်ရတဲ့ဆင်းရဲသားတယောက်မှကိုစာမေးပွဲမှာပဲသူ့ကိုရှင်းနိုင်ခဲ့တာပါကျိုးကြီးကမိုးထက်မြင့်တဲ့သူမို့လို့စာပေမှာကျွန်တော်အောက်ရောက်နေတာကိုမကျေနပ်ခဲ့ပါဘူးပြီးတော့ကျွန်တော်တို့နှစ်ယောက်ရန်သူဖြစ်ရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုရှိပါသေးတယ်ကျွန်တော်စကားမပြောဘဲကျိုးကြီးဘေးမှာထိုင်နေတဲ့အသက်30ကျော်ပေမဲ့လှပနေတုန်းဖြစ်တဲ့ဆူရရောင်ကိုကြည့်လိုက်ပါတယ်ကျွန်တော်ယူယူမူမူ3နှစ်တိုင်လိုက်ခဲ့ဘူးတဲ့ကျွန်တော်ရဲ့နတ်သမီးပေါ့ဆူရရောင်ကအရန်လှတယ်လို့အားလုံးဝန်ခံရတဲ့ကျောင်းရဲ့အလှကွင်းပါပဲတက္ကသိုလ်စတက်တုန်းက18နှစ်အရွယ်ကျွန်တော်ကလည်းလှတဲ့မိန်းကလေးကိုစိတ်လှုပ်ရှားခဲ့တာပေါ့ဆူရရောင်ကိုလိုက်တဲ့သူတွေကဘောလုံးကွင်းကိုနှစ်ပတ်လောက်ဝိုင်းလို့ရတဲ့အထိများပါတယ်အတန်းဖော်ဖြစ်တာကြောင့်ကျွန်တော်ကအခွင့်အရေးပိုရခဲ့ပါတယ်အိမ်စာတွေမျှဝေပေးတယ်စာမေးပွဲနားနီးရင်အရေးကြီးတာတွေမှတ်ပေးတယ်ပြိုင်ပွဲတွေမှာသူ့နာမည်ထည့်ပေးတယ်သူ့အတွက်အရာရာဆောင်ရွက်ပေးခဲ့ပါတယ်အဲ့ဒီပေးဆက်မှုတွေကိုကျွန်တော်ကျေနပ်စွာလုပ်ခဲ့တာကျွန်တော်ပေါ်တယောက်တည်းပြုံးပြမဲ့အပြုံးလေးတစ်ခုအတွက်ပါနောက်မှကျွန်တော်သိလိုက်ရတာကကျွန်တော်ဆူရရောင်အတွက်စိတ်ရောကိုယ်ပါပေးဆက်နေတဲ့အဲ့ဒီနေ့ရက်တွေမှာသူကကျိုးကြီးနဲ့တွဲနေခဲ့တာကြားပါပြီတဲ့ကျိုးကြီးကကျောင်းဆင်းပွဲကြမှာအမှန်တရားကိုကျွန်တော်ကိုဖွင့်ပြောပြခဲ့တာပါကျွန်တော်စိတ်တက်ကြပြီးပျက်စီးသွားတဲ့ပုံစံကသူ့ကိုအလွန်ကျေနပ်စေခဲ့တာပေါ့အတိတ်ကအကြောင်းတွေကိုပြန်တွေးမိခဲ့ပေမဲ့ရင်ထဲကနာကျင်မှုတွေဟာပျောက်ကွယ်သွားခဲ့ပါပြီမင်းတို့မင်္ဂလာဆောင်လိုက်ကြပြီပေါ့ဂုဏ်ယူပါတယ်လျောင်ဖန်းမင်းရဲ့ဂုဏ်ယူကြောင်းစကားကနည်းနည်းနောက်ကျနေပြီသူတို့ဒုတိယကလေးတောင်လမ်းလျှောက်တော့မယ်သူ့ရဲ့ပေါ့ပေါ့ပပပုံစံကလွန်ခဲ့တဲ့နှစ်တွေကသူ့ရဲ့လှည့်စားခြင်းခံခဲ့ရတဲ့သူဟာကျွန်တော်မဟုတ်တယ်လို့ပါပဲနင်ခုနကချစ်သူရှိတယ်လို့ပြောလိုက်တယ်နော်ဘာလို့ခုထိမင်္ဂလာမဆောင်သေးတာလဲကျွန်တော်ချစ်သူကငယ်သေးလို့ပါမလောပါဘူးဟာအခုခေတ်မိန်းကလေးတွေကမလောဘူးပြောပေမဲ့တကယ်တော့ကိုဈေးကောင်းရအောင်လုပ်နေကြတာမင်းမင်္ဂလာလက်ဆောင်ယွန်တန်းလောက်ပေးလိုက်ရင်တော့သူချက်ချင်းပြေးလာပြီးယူမှာပါပဲဒီမှာရှိတဲ့လူတိုင်းကကောင်းညစ်ကြပြီးကျွန်တော်ကိုကြည့်တဲ့မျက်လုံးတွေကပိုလို့တောင်အထင်သေးလောင်ပြောင်းတဲ့ပုံစံဖြစ်သွားကြပါတယ်ဝင်လာတာ9မိနစ်တောင်မပြည့်သေးပါဘူးဖင်တောင်မပူသေးဘူးသူတို့ကတော့ကျွန်တော်ကိုအိမ်မရှိကားမရှိမင်္ဂလာလက်ဆောင်တောင်မပေးနိုင်ပဲချစ်သူအိမ်မှာကတ်နေတဲ့ယောက်ျားလို့ထင်နေကြပါပြီဒါကသူတို့မျှော်လင့်ထားတဲ့ကျွန်တော်ရဲ့ကြာရှုံးနေတဲ့ဘဝပုံစံနဲ့ကွက်တိကျနေတာကိုအတန်းကောင်းဆောင်ကဝိုင်းခဲ့ပေးရင်မေးလာပါတယ်လျောင်ဖန်းမင်းအခုဘာလုပ်တွေလုပ်နေလဲနှစ်ပေါင်းများစွာစီးပွားရေးလုပ်ရင်လူကဲခတ်တဲ့ပညာကိုကျွန်တော်လည်းတက်မြောက်ထားပါပြီကျွန်တော်တကယ်ပဲအိမ်ပြန်ပြီးဝတ်သားသွားရောက်နေသလားဆိုတာကိုသူတို့ကြားချင်နေကြတာမဟုတ်ဘူးလားကိုပိုင်စီးပွားရေးတေးသေးလေးလုပ်နေပါတယ်အဲ့ဒီအချိန်မှာပဲအခန်းတကားပွင့်သွားပြီးလုံခြုံရေးဝန်ထမ်းတယောက်ဝင်လာကအတန်ကျကျနဲ့မေးပါတယ်တကားနာကလမ်ဘိုဂီနီကားကဘယ်သူကားပါလဲခင်ဗျာတခြားဧည့်သည်ရဲ့ကားကနည်းနည်းတိုင်းမိသွားလို့ပါပိုင်ရှင်နဲ့ရှော့ဂျေးကိစ္စပြောချင်လို့ပါတဲ့အိုးဟိုငါတို့အတန်းဖော်တွေထဲမှာဒီလိုကားကောင်းစားကြီးမောင်းနိုင်တဲ့သူပါတာပဲလားကျွန်တော်ကလုံခြုံရေးကိုလက်ကပြလိုက်ပါတယ်ကျွန်တော်ကားပါအဲ့ဒီဧည့်သည်ကိုသွားပြောလိုက်ပါမိုးရွာတဲ့ကားမောင်းရတာခက်ခဲပါတယ်ကိစ္စမရှိပါဘူးရှော့ဂျေးပေးစရာမလိုပါဘူးလို့လုံခြုံရေးကအတစ်ဖြစ်ပုံရပါတယ်ကျွန်တော်ရဲ့ Lamborghini ကိုလည်းကလပ်ဖက်ကိုပထမဆုံးအကြိမ်မောင်းလာတာမို့သူကျွန်တော်ကိုမမှတ်မိတာစမ်းတော့မဆန်းပါဘူးလုံခြုံရေးကခေါင်းငုံပြီးထွက်သွားကတကားကိုတေးသေးချာချာပိတ်ပေးသွားခဲ့ပါတယ်အခန်းထဲမှာတော့တေးမတက်တိတ်ဆိတ်သွားခဲ့ပါတယ်လူတိုင်းကတရေမြင်လိုက်ရတယ်လို့ကျွန်တော်ကိုစိုက်ကြည့်နေကြပါတယ်အဲ့ချိန်မှာပဲလက်ခုပ်တန်တစ်ခုကတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်ပါတယ်တခြားသူရဲ့ကားနဲ့ကိုမျက်နာကိုဖုံးတာမင်းတကယ်တော်တာပဲ
ကျွန်တော်သူ့ကိုရှင်းပြနေဖို့ဒါမှမဟုတ်ငင်းခုန်နေဖို့ပြင်းလာပါပြီနှစ်ပေါင်းများစွာရုန်းကန်ခဲ့ရတော့အရင်တုန်းကလိုတုံးနေလို့ရင်တောင်ဒေါသထွက်ပြီးမာနကိုအသက်ထက်အရေးကြီးတယ်လို့ထင်ခဲ့တဲ့အဲ့ဒီကောင်လေးဟာပျောက်ကွယ်သွားခဲ့ပါပြီကျိုးကြီးရဲ့စကားကိုကြားပြီးတဲ့နောက်တခြားသူတွေရဲ့အရန်ကြီးရဆိုးနေတဲ့မျက်နှာတွေဟာဖြည်းဖြည်းချင်းပြန်ကောင်းလာကြပါတယ် မင်းပြစ်နာတတ်မယ်နော်တကယ်ကားပိုင်ရှင်ရောက်လာပြီးမင်းနဲ့ဆယ်ရင်ရှင်းနေပါအောင်မယ် အခန်းတကားကထပ်မံပွင့်သွားပြီးမန်နေဂျာကလှပတဲ့ဝန်ထမ်းငယ်၈ယောက်နဲ့အတူလက်ရမြောက်လာတဲ့အစားအသောက်တွေကိုတစ်ခုပြီးတစ်ခုတည်ဆောင်လာခဲ့ပါတယ် အတန်းဖော်တို့ငါစကားနည်းနည်းပြောချင်ပါတယ်ပထမအချက်ကငါတို့ចောင်းစင်းပွဲ10နှစ်ပြည့်အဖြစ်ဒီမှာဆုံတွေ့ကြတာကိုဂုဏ်ပြုပါတယ်ဒုတိယအချက်ကတော့ကျိုးကြီးကိုကျေးဇူးတင်ချင်ပါတယ်ငါတို့ရဲ့ဒီလိုအရေးကြီးတဲ့တွေ့ဆုံပွဲကိုဒီလိုနေရာမှာစီစဉ်ပေးလို့ငါတို့ပါမျက်စိပွင့်နားပွင့်ဖြစ်ရတာပေါ့ နင်တို့တကယ်မသိဘူးမဟုတ်လားဒီကလပ်ကကြမ်းချမ်းမှာဘူကင်ယူရအခက်ဆုံးနေရပဲငါတို့အိမ်ကလူကြီးအောင်တစ်ခါပဲလာဘူးလားနောက်ထပ်ဘူကင်ယူဖို့ဘလို့မှမရတော့ဘူး ကိစ္စသေးသေးလေးပါငါအဖေကယာထိုးကနားလိုက်ပြီဆိုပေမဲ့မျက်နာတော့နည်းနည်းရှိပါသေးတယ်အယောင်ဖန်းဒီကလက်အကြောင်းမင်းကြားဘူးချင်မှတောင်ကြားဘူးမှာပါဒီမှာစားစရာတောက်စရာတွေကမင်းတက်နဲ့တကိုမမြင်ဘူးတာတွေဖြစ်နေမှာပေါ့ ကျွန်တော်ရှိကဟင်းပွဲကြီးတွေကိုကြည့်ပြီးဘာမှမပြောဘဲပြုံးနေလိုက်ပါတယ်ဒီကလပ်မှာဘိုကင်ရတဲ့သူတွေကမချမ်းသာရင်ပါဝါအာဏာရှိတဲ့သူတွေကြီးပါပဲပုံမှန်ဆိုရင်မန်နေဂျာကအက်တယ်တွေကိုလာနှုတ်ဆက်လေးရှိပါတယ်မန်နေဂျာကကျွန်တော်အက်တယ်တွေကိုအခန့်နေတာကိုအကျွမ်းတဝင်ရှိနေတာမို့လာရောက်နှုတ်ဆက်ပြီးအကြံပြုချက်တွေမင်းမြန်အပြီးမှာထွက်သွားဖို့ပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်သူ့ကိုလှမ်းခေါ်လိုက်တယ် မန်နေဂျာဒီဝိုင်းကကျွန်တော်ရဲ့အတန်းဖော်တွေပါဒီနေ့ဒီခန်းရဲ့ကုန်ကြစရိတ်အားလုံးကျွန်တော်ရှင်းမယ် ကျွန်တော်ရဲ့စကားပြောဟန်ကပုံမှန်မဖြစ်နေတာကြောင့်စပွဲတစ်ဝိုင်းလုံးကလူတွေကမယုံနိုင်စရာအကြည့်နဲ့ကြည့်လာကြပါတယ်မန်နေဂျာရဲ့မျက်နှာမှာစဉ်းစားရခက်ခဲသွားတဲ့ပုံကိုကျွန်တော်မြင်လိုက်ရပါတယ်သူဘာလို့ဒီလောက်ခက်ခဲနေတာလဲဆိုတာကျွန်တော်သိတာပေါ့ဒီကလပ်ဆောက်ဖွင့်တဲ့ကဘဲအက်တယ်ကိုမှအလကားမကျွေးဘူးပါဘူးဘလောက်ပဲအာနာပါဝါရှိတဲ့သူလားအလွန်ဆုံးမှ90ရာခိုင်နှုန်းပဲရှော့ပေးတာပါဒါပေမဲ့ဒီနေ့ဒီအခန်းရဲ့ကုန်ကြစရိတ်ကအနည်းဆုံးရွမ်6000ကျော်ရှိတာကိုဒါပေမဲ့မန်နေဂျာရဲ့တွတ်ဆုတ်သွားမှုကိုတခြားသူတွေကတော့မူးနေတဲ့အက်တယ်တယောက်ကဝန်ထမ်းကိုအကြက်ရိုက်အောင်အနိုင်ကျင့်နေတယ်လို့ထင်သွားကြပါတယ်ကျန်းချီလုံးကဘေးကလူကိုတိုးတိုးလေးကပ်ပြောတာကိုကျွန်တော်ကြားလိုက်ရတယ် ဒီကောင်ယူနေတာလားမသိဘူး ကျိုးကြီးကချက်ချင်းထားရက်လိုက်ပြီးကျွန်တော်ကိုဆူဆူရဲရဲစိုက်ကြည့်လိုက်ပါတယ်ပြီးတော့မန်နေဂျာစီလျှောက်သွားပြီးဖားရတဲ့အပြုံးနဲ့ပြောလိုက်တယ် မန်နေဂျာရောင်အဲ့ဒီကောင်ပြောတာတွေကိုအတိမယူပါနဲ့ခွင့်ပြုပါအောင်နော် အဲ့လိုပြောပြီးတဲ့နောက်မန်နေဂျာရောင်လည်းထွက်ခွာသွားတယ်လို့ကျိုးကြီးကလည်းကျွန်တော်စီဒေါသတကြီးလမ်းလျှောက်လာရင်းနဲ့ အယောင်ဖန်းမန်နေဂျာရောင်ကငါအဖေရဲ့မျက်နှာကြောင့်ဒီခန်းကိုစီစဉ်ပေးတာနော်မင်းငိုက်ကိုပြဿနာလာမရှာနဲ့စားစရာရှိတာကိုပဲစားနေ ဒီတဝိုင်းလုံးစာဟင်းပွဲတွေကနင်တစ်နှစ်လုံးရှာတဲ့ဝင်ငွေနဲ့တောင်ပေးနိုင်မှာမဟုတ်ဘူးဘာကိစ္စနဲ့မန်နေဂျာကိုအလကားပေးခိုင်းနေတာလဲနင်ကဘာမို့လို့လဲမြို့တော်ဝင်တော်နင်းလောက်မျက်နှာမကြည့်ဘူးလို့ထင်နေတာလား အဲ့ဒီအချိန်မှာပဲကျွန်တော်ဖုန်းလင်းလာပါတယ်ဝန်ထမ်းဖြစ်သူမင်းမင်းစီကဝက်သားတွေဒီနေ့ပို့ပေးလို့မရသေးကြောင်းမက်ဆေ့ရောက်လာတာပါဘေးမှာထိုင်နေတဲ့အတန်းကောင်းဆောင်ကဖုန်းထဲကမက်ဆေ့ကိုလှမ်းမြင်သွားခဲ့ပါတယ် အော်ခုထိဝက်သားရောင်းနေတော့ပါပဲလားညီလေးမင်းဒီနေရာနဲ့အပြင်အစင်ကိုကြည့်အောင်ဒါဈေးတန်းမဟုတ်ဘူးဝက်သားရောင်းတယ်လို့ပိုက်ဆံမယူပဲပေးလို့ရတဲ့နေရာမဟုတ်ဘူးကြွားချင်ရင်တောင်ဒီလိုမကြွားပါနဲ့ အရက်3ခွက်လောက်ဝင်သွားပြီးတဲ့နောက်ကျွန်တော်အပေါ်သူတို့ရဲ့စူးစမ်းခြင်းစိတ်တွေရောပါသွားခဲ့ပါတယ်သူတို့ရဲ့အာယုံတွေကကျွန်တော်စီမှာမရှိတော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ဘဝကကြာရှုံးနေတယ်လို့သူတို့ထင်သွားကြလို့ကျင်းနေသွားကြတာကို 苏亚阳，您将新卡萨荣嘎，新滩有线透露一个，您古拉萨对不的么后啦，有线也铺哩， မလွယ်တော့ပါဘူးဟာချက်ချင်းကြီးပေါက်သွားဖို့ဆိုတာမလွယ်ပါဘူး 您个地老拉啦，爱荣个嘞爱地嘞，马路么偏南呀嘛嘞， ငါတို့ကျိုးမိသားစုရဲ့ချွေးမကအပြင်မှာဒီလိုမျိုးသွားပြစရာမလိုပါဘူးအိမ်မှာပဲလင်ကိုပဲပြုစုလုပ်ကြွေးကလေးထင်းရင်ရပါပြီ စူရရောင်ရဲ့မျက်နှာမှာခဏမျှမလုံးမလဲဖြစ်သွားပြီးမှပြန်ပြုံးပြလိုက်ပါတယ်စူရရောင်ကတက်ကတူတုံးကအမှုပညာလောကထဲဝင်ကျင်ခဲ့တာကိုကျွန်တော်သိတာပေါ့သူမရဲ့အလှပနဲ့ခန္ဓာကိုယ်အချိုးအစားကြောင့်အဲတုန်းကအင်တာနက်မှာဆယ်လီလေးဖြစ်နေခဲ့တာဒါပေမဲ့ကျိုးကြီးနဲ့တရားဝင်တွဲပြီးတဲ့နောက်ပိုင်းအင်တာနက်မှာဘာမှမတင်တော့တာပါသူမကရုတ်တရက်ကျွန်တော်ဘက်လှည့်ကြည့်လာပါတယ် ရောင်ဖန်းနင်းချစ်သူကဘာလုပ်တာလဲ အမှုပညာသမားပဲလေ ဘာကြည်ဆွဲတာလားစညွှန်းရေးတာလားဘယ်လိုမျိုးလဲ အဲ့ဒီအချိန်မှာပဲကျွန်တော်ဖုန်းတန်မြည်လာခဲ့ပါတယ်အာယုံဆိုတဲ့စိန်ထိုင်းရုပ်ရှင်ကမင်းသမီးလေးပေါ့ အာဖန်းနင်အလုပ်ရှုပ်နေလား မရှုပ်ပါဘူးဘာဖြစ်လို့လဲ စုပေးပွဲစားဖို့တနာရီပဲလိုတော့တယ်ငါနည်းနည်းရင်ခုန်နေလို့ အသက်ပြင်းပြင်းရှုလိုက်ပါနင်အကောင်းဆုံးလုံနိုင်ခဲ့ပြီးပြီပဲ ရုပ်ရှင်ထဲမှာငါကအမြဲရုပ်ဆိုးအောင်ပြင်ထားရတာဆိုတော့တကယ်ပြင်းရဲ့လားမသိဘူး တကယ်လက်တွေ့နဲ့အများကြီးတူပါတယ်အထူးသဖြင့်နင်ဝက်ဦးလေးနဲ့ဆက်ပြင်းနေတဲ့အခန်းကအလှဆုံးပါပဲမွေးရပါကျွမ်းကျင်နေတယ်လို့ပဲ အာဖန်းငါနားလဲပါပြီဒါဆိုတာပဲနော်ဒရိုက်တာခေါ်နေလို့ အေးအေးပိုင်းပိုင်း ဖုန်းချလိုက်တာနဲ့လူတိုင်းရဲ့အကြည့်တွေကကျွန်တော်စီကောက်ခနဲ့ပြန်ရောက်လာတာကိုတွေ့လိုက်ရပါတယ် 喂乌嘞达啦，哈哈哈哈，杨潘，您吃杜个使用个老多玛里玻璃， သူ့ရဲ့အပြောကြောင့်ဝိုင်းရီကြပါတော့တယ် အယောင်ဖန်းမင်းကကြမ်းထမ်းတက်ကတော်စင်းပါဘာလို့စိတ်ယုံလို့တမားကိုရီးစားတော်ရတာလဲအထက်တန်းရောအောင်ရဲ့လား အကုန်လုံးကပြောလိုက်ယူလိုက်နဲ့အတိုင်အဖောက်ညီနေကြတာပေါ့ ဝက်သားရောင်းတဲ့သူနဲ့ဝက်ဦးလဲတဲ့သူနဲ့ကအတော်ပဲပေါ့ ငါဖေရဲ့ကားဆက်ယုံမှာအခုလူလိုနေတယ်ခန်းစားခွင့်ကငါတို့မျိုးရဲ့ပြင်းပြနှုံးထက်အများကြီးပို့တာတယ်အစားရောအင်ရပါပေးတယ်ရောင်ဖန်းမင်းရီးစားလေးပါခေါ်ပြီးလာခဲ့မလား သူတို့ရဲ့ဝိုင်းပြီးရေမောလှောင်ပြောင်းမှုကိုမမြင်ရအောင်ကျွန်တော်ကောင်းမှုထားလိုက်ပါတယ်10နှစ်ကြာပြီးတာတောင်သူတို့ကအရင်တိုင်းဆက်ဆုပ်เสียကောင်းနေတော့မှာပဲကျွန်တော်ကြောင့်ပဲအခန်းထဲမှာပျော်စရာအငွေ့သက်တွေစက်တိုက်ဖြစ်ပေါ်နေခဲ့ပါတယ် ကျိုးသခင်လေးကားကိုဘယ်တော့ကလဲလိုက်တာလဲကြည့်ရတာခံရလိုက်တာ ဝယ်ထားတာလာတော့ကြပါပြီအိမ်မှာအပိုလေးဝယ်ထားပြီးလဲမောင်းနေတာပါ ပြီးခဲ့တဲ့လကအင်ကြီးကြီးပြောင်းလိုက်တယ်လို့ကြားတယ်ညာတို့ကိုဘယ်တော့လာလဲဖို့ဖိတ်မှာလဲ အချိန်မီရွေးကြိုဆိုပါတယ် 周一内苏亚阳为他那个，俺罗比亚南华天一国个印里，叔叔帮顶里头你把戏的， ဒီလောက်ဈေးကြီးတာကိုအားလုံးအံ့ဩနေကြတာပေါ့ ရှောင်းရငါတို့ကအိမ်နီးနားချင်းတွေဖြစ်တော့မှာပေါ့ ယောက်ျားတစ်ယောက်အနေနဲ့ကျိုးကြီးလိုရှင်တန်နိုင်တာဘဝရဲ့အဆုံးစွန်ပန်းတိုင်ပဲ 好吧，不话啥讲呢，果然来到的，啥印，嘎讲，没嘛啦啦把么熟悉的，么拿路去路上没有不？ ဟာငါမှပိုက်ဆံအပိုရှိရင်တော့ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာရက်ကွက်မှာအိမ်သွားဝယ်မှာပါငါနဲ့ယာယာကငယ်သေးလို့ပါ
အကိုကျိုးကသဘောထားကြီးလိုက်တာစိတ်ကူးအစင်တန်းမြင့်လိုက်တာ အဲ့ချိန်မှာပဲလုံခြုံရေးဝန်ထမ်းကတကားကိုလက်နဲ့ခောက်အတန်ပေးရင်းဝင်လာပါတယ် လူကြီးမင်းခင်ဗျာဒီလိုပါလူကြီးမင်းရဲ့ကားနေရာကမကောင်းလို့ခုနကတခြားကားနဲ့ထပ်ပြီးပုတ်တိုက်မိမလို့ဖြစ်သွားလို့ပါကားတော့လေးခပေးရင်နေရာအစ်စ်မှာရက်ပေးပါရစေ အတန်းဖော်တယောက်ကကျွန်တော်မျက်နှာကိုလှောင်တယ်လို့ကြည့်ရင် လျောင်ဖန်းကားတော့မြန်မြန်ပေးလိုက်လေ အာနာစရာပဲငါတို့အတန်းဖော်ကမူးနေလို့ခုနကနောက်ပြောင်နေတာပါ အဲ့ချိန်မှာပဲကျွန်တော်အိတ်ထဲကကားတော့ကိုထုတ်ပေးလိုက်ပါတယ်အားလုံးကအံ့အားသင့်ကုန်ကြတာပေါ့ ဟာလျောင်ဖန်းအဲ့ဒါတကယ်ပဲမင်းရဲ့ကားလား ရှောင်းရကတန်တရားအပြည့်နဲ့ကျွန်တော်ကိုအထက်အောက်ဆိုင်ကြည့်နေပါတယ်ကျွန်တော်ကိုအစ်စ်တဖန်ပြန်တိအောင်လုပ်နေတယ်လို့ပါပဲကျိုးကြီးကမျက်မှောက်ကျုပ်ပြီးစကားပြောဖို့ပြင်လိုက်စင်မှာပဲအတန်းကောင်းဆောင်က လျောင်ဖန်းအဲ့ဒါပါလေ ကျွန်တော်သူ့အကြည့်တိုင်းကျမ်းပြင်ကိုကြည့်လိုက်တော့ဝါကွမ်းရောင်ပြေစာလေးတစ်ရွက်ဖြစ်နေပါတယ်ခုနကဘောင်းဘီအိတ်ထဲကကားတော့နှိုက်ထုတ်လိုက်တော့ကပြုတ်ကျကြံခဲ့တာဖြစ်ပါလိမ့်မယ်ပြေစာကခောက်ထားပေမဲ့ထိတ်ဆုံးကစာတန်းကြီးလေးလုံးကိုတော့တေချာမြင်နေရပါတယ် ဟဲ့မင်းအပိုတွေရှောက်လုံနေတာကားကငားလာတာကို သူကြည့်မကြည့်ကျွန်တော်ဂရုမစိုက်ပါဘူးပိုင်ရှင်ရဲ့အမည်နဲ့လိပ်စာပါနေတာကြောင့်သူမဖွင့်ကြည့်ခင်ပြေစာကိုကျွန်တော်ဆွဲယူလိုက်ပါတယ် အာနာပါတယ်သူငယ်ချင်းအတွက်ငါပေးထားတာမို့အချက်လက်အချို့ထုတ်ပြောလို့မဖြစ်လို့ပါဒါကကျွန်တော်သူငယ်ချင်းရဲ့မင်္ဂလာဆောင်အတွက်ငါပေးခဲ့တာအမှန်ပါပဲသူကဘင်းတလီကားတူညီတာအစီ90လို့ချင်းလို့နောက်ဆုံးကြံတဲ့ဆယ်စီကိုကျွန်တော်ကူညီရှာပေးခဲ့တာပါ ဒါပေမဲ့ဒါတွေကိုသူတို့ကိုရှင်းပြနေမှာမဟုတ်ပါဘူးပြောရင်လည်းအတန်းကောင်းဆောင်ရောတခြားသူတွေပါယုံမှာမဟုတ်ပါဘူးဒီတစ်ချိန်မှာတော့သူတို့ကခုနကလိုပြောင်ပြောင်တင်းတင်းမလောင်ကြတော့ပဲကျွန်တော်ကိုတနာဆက်ဖွယ်တနာစရာကောင်းတဲ့ကောင်လေးတယောက်လိုမျိုးကြည့်နေကြပါတယ် လျောင်ဖန်းတညလုံးဒီလိုမျိုးဟန်ဆောင်နေရတာမပင်ပန်းဘူးလားငါတို့ကအတန်းဖော်တွေပါအကြောင်းစုံသိနေတာပဲကိုဒီလိုလှုပ်เสียလို့လားအချို့လူတွေကနှကားဝိယုံဝတ်ထားရင်တောင်မင်းသားနဲ့မတူပါဘူးဒီမှာရှိတဲ့လူတိုင်းကလွန်ခဲ့တဲ့နှစ်တွေကမင်းဘာလုပ်ခဲ့လဲဆိုတာအကုန်သိကြတာပဲကို အတိတ်ကကိစ္စတွေကိုပြောလာရင်ကျွန်တော်ဒေါသထွက်တင်တာပေါ့ဒါပေမဲ့အခုတော့ကျွန်တော်သူ့ကိုငြိမ်ငြိမ်လေးစိုက်ကြည့်ပြီးပြုံးအောင်ပြုံးပြလိုက်ပါသေးတယ်ကျွန်တော်ရဲ့ဒီလိုအမူအရာကသူ့ကိုပို့ပြီးဒေါသထွက်သွားစေပုံရပါတယ် ဘာလဲခုမင်းဘာမှဆက်မပြောရဲတော့ဘူးလားငါတို့အားလုံးစုပြီးရှူးကြော့စီလူခဲ့တဲ့ယွန်တောင်းကြီးပါကိုဘယ်သူဖျောက်လိုက်တာလဲ အားလုံးကမသိချင်အောင်စောင့်နေခဲ့ကြတာပါကြည့်ရတာလှောင်ပြောင်ချင်ကြလို့အခုထိကျွန်တော်ကိုအတန်းဖော်ရဲ့လှူဒန်းငွေခိုးသွားတဲ့သူလို့ထင်နေကြတော့မှာပဲရှူးကြော့ကတက်ကတူလုံးကငါရဲ့တူဦးလေးတော့ညီကိုလို့ခင်ရတဲ့တငယ်ချင်းမှာနောက်ဆုံးနှစ်မှာသူ့စီယောဂဆိုဝင်ရောက်လာခဲ့ပါတယ်သူတို့အိမ်ကကျွန်တော်တို့အိမ်ထက်တောင်ဆင်းရဲပါသေးတယ်မိဘတွေကမတော်တဆမှုကြောင့်အလုံးမလုံးနိုင်ကြတော့ပါဘူးကြားတာတော့သူ့ညီလေးကလည်းစိတ်မနှံ့ဘူးတဲ့မိပြဆီယာမကအတန်းထဲကလူအားလုံးကိုသူ့အတွက်အလူငွေကောက်ခံဖို့နှိုးဆော်ခဲ့ပြီးအဲ့ဒီပတ်စံကိုရှူးကြော့စီသွားပို့ဖို့ကျွန်တော်ကိုတာဝန်ပေးခဲ့တာပါရှူးကြော့အတွက်ဆေးဖို့ပိုရအောင်လို့ကျွန်တော်ကနေဘက်မှာစတင်ညဘက်မှာအလုပ်လုပ်ခဲ့ရပါတယ်အဲ့ဒီနေ့ကဆေးရုံကိုသွားတဲ့ဘက်စကားပေါ်မှာမအိပ်ပဲမနေနိုင်လို့မိကနေအိပ်ပျော်သွားခဲ့ပါတယ်နိုးလာတော့ရင်ခွင်ထဲကပတ်စံတွေပျောက်ချင်းမလားပျောက်သွားခဲ့ပါပြီအတန်းဖော်အားလုံးရဲ့တန်တရားနဲ့ဆဲဆူချိန်မောက်မှုတွေကိုကျွန်တော်ဘာမှစင်ကြင်မပေးနိုင်ခဲ့ပါဘူးရှူးကြော့တယောက်ပဲကျွန်တော်ကိုယုံပေးခဲ့တာပါ ညီလေးရပိုက်ဆံပျောက်သွားတာငါမင်းကိုအပြစ်မတင်ပါဘူးငါယောဂါကကုလို့မရတော့တဲ့ယောဂါပါယွန်တောင်းမကလို့တင်းချီရှိရင်တောင်ကုလို့မရပါဘူးငါမိဘတွေကိုပဲအားနာလိုက်တာမကြခင်အလုပ်လုပ်ပြီးသူတို့ကိုလှုပ်ကြွေးတော့မယ်ဆိုမှငါညီလေးကိုလည်းစိတ်မချဘူးငါမိဘတွေအသက်ကြီးလာရင်သူဘယ်လိုလုပ်မလဲ အဲ့ဒီအချိန်တုန်းကကျွန်တော်ခေါင်းထဲမှာဒီအခက်ခဲကနေမြန်မြန်ထွက်ပေါက်ရဖို့ပဲတွေးနေခဲ့တာပါတစ်ဖက်မှာအတန်းဖော်တွေနဲ့ပြဿနာရှင်းရတစ်ဖက်မှာလည်းတငယ်ချင်းအတွက်ပတ်စံရှာပေးရတဲ့စိတ်ပိုင်းဆိုင်ရာပြိုလဲခါနီးဖြစ်ခဲ့ရပါတယ်နောက်ဆုံးမထိန်နိုင်တော့ပဲမိဘတွေကိုဖုန်းဆက်ပြောပြလိုက်ပါတယ်အဖေကနားထောင်ပြီးဘာမှမပြောပဲစိတ်အေးအေးနဲ့စာပဲဆက်တင်မှုပြောခဲ့ပါတယ်ဒုတိယနေ့မှာတော့ကျွန်တော်ဘဏ်အကောင့်ထဲကိုယွန်15000ရောက်လာခဲ့ပါတယ်အဖေစီကမက်ဆေ့ဝင်လာတယ်ယွန်1000ကအတန်းထဲကလူတွေရဲ့အလှူငွေပါ9000ကငါတို့မိသားစုကမင်းတငယ်ချင်းအတွက်တည်တံ့ကူညီတာပါတယ်အဖေဒီပတ်စံကိုဘယ်လိုရှာခဲ့လဲကျွန်တော်မသိပါဘူးဒါပေမဲ့အဲ့ဒီအချိန်တုန်းကကျွန်တော်တို့အိမ်ချီနေနဲ့ဆိုရင်ယွန်15000ဆိုတာအရန်ခက်ခဲတဲ့ပမာဏပါကျွန်တော်အိတ်ဆိုင်ပြီးပတ်စံပြန်ဖြည့်ပေးခဲ့တာတော့အတန်းထဲကလူတွေကကျွန်တော်ကိုအလွတ်မပေးခဲ့ကြပါဘူး သူအားလုံးရဲ့ပြင်းထန်တဲ့ဆွဆွဲမှုကိုမခံနိုင်လို့ခိုးထားတဲ့ပိုက်ဆံကိုပြန်ရော်တာပဲလေ နောက်ဆုံးတော့ရှူးကြော့လဲပွဲရတဲ့အထိတောက်မခံနိုင်ခဲ့ပါဘူးကျွန်တော်ကိုခိုးတူလို့ဘသူကကုမ္ပဏီစီသတင်းတော်ပို့လိုက်လဲမသိပါဘူးရထားတဲ့အလုပ်လဲပြုတ်သွားခဲ့ပါတယ်နွေရာသီအလုပ်ခေါ်ယူမှုတွေကလည်းပြီးသွားပြီးမှအလုပ်မရခဲ့တယ်လို့အဖွားကလည်းကျမကြီးတိတ်မကောင်းတာနဲ့ရွာကိုပဲပြန်ခဲ့ရပါတယ်အဲ့ဒါနဲ့ပဲအတန်းထဲမှာကျွန်တော်အိမ်ပြန်ပြီးအဖေနဲ့ဝတ်သားရောက်နေတယ်လို့ကောလာဟာလာတွေထွက်ကုန်တာပါကျွန်တော်လည်းအတန်းကလပ်ကယူတွေကထွက်ဖုန်းနံပါတ်ပြောင်းပြီးသူတို့နဲ့အဆက်အသွယ်လုံးဝဖြတ်လိုက်တာပါ ငါ့ကိုဆွဆွဲပုတ်ချလာခဲ့တာနှစ်ပေါင်းများစွာရှိနေပြီပဲတော်တော့ပြီမဟုတ်လားငါနဲ့ရှူးကြော်ကြားကတန်ရောစင်ကိုမင်းတို့ဘယ်သူမှလာနိုင်ရှင်လို့မရဘူး ဟာ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 ပါဇက်ကပဲပြောမနေနဲ့လေကွာဘာညီကိုတန်ရောစင်လဲမင်းပြောသလိုဒီလောက်တော်တော်ကြီးမြတ်နေရင်မင်းရဲ့တူငယ်ချင်းကောင်းမိဘတွေကိုကူညီဆောင်ရှောက်ပေးနိုင်လို့လားသူ့ရဲ့စိတ်မနှံ့တဲ့ညီလေးကိုရောပြုစုဆောင်ရှောက်ပေးနိုင်လို့လားမလုံးနိုင်ပါဘူးဟုတ်တယ်မဟုတ်လား အဲ့ဒီအချိန်မှာပဲဖုန်းပြန်မိလာပါတယ်ခေါ်သူကတော့ရှူးရန်ပါရှူးရန်ကစိတ်ကောင်းရှိပေမဲ့အတန်ကျဲလုံးတာတစ်ခုပဲအားနေချက်ပါ မန်နေဂျာလျောင်ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာရက်ကွက်ကတိုက်ခန်းရဲ့စီမံခန့်နဲ့ရေဘိုးမီးဘိုးတွေအားလုံးပေးချေပေးပြီးပါပြီအိမ်အကူအန်ဒီ၄ယောက်ကိုလည်းခေါ်ပြီးအတွင်းအပြင်အကုန်တန်ရှင်းရေးလုပ်ခိုင်းထားပါတယ်မနှက်ဖြန်ဦးလေးနဲ့အန်ဒီလာရင်တိုက်ရိုက်ဝင်နေုံပါပဲ အင်းတီးပြီဒါနဲ့ငါအတွက်ပန်းစီတစ်စီသွားဝယ်ပေးပါဦးညဘက်ကျရင်ကလက်စီလာပြီးငါ့ကိုကားမောင်းပေးငါအရက်တောက်ထားလို့စုပေးပွဲပြီးရင်ရလက်ဘလို့ပဲဖြစ်ဖြစ်အားလင်းအတွက်ဂုဏ်ပြုပေးရမယ် ဟုတ်ကဲ့မန်နေဂျာလျောင်ပြစ်နာမရှိပါဘူး အားလုံးကြားလိုက်ကြရဲ့လားမန်နေဂျာလျောင်နဲ့ဒီနေ့ကမန်နေဂျာလျောင်ကသူ့ကိုယ်သူပြဆက်တွေဘယ်လောက်တောင်ကပြနေလိုက်တယ်ငါတို့ကရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာရက်ကွက်ကအိမ်တွေဈေးကြီးတယ်လို့ပြောလိုက်တာနဲ့အဲ့နေရာမှာအိမ်တလုံးဝယ်ပြီးပြီလို့ဖုန်းဆက်ခိုင်းလိုက်တယ်ငါတို့ကိုတီးစေခြင်းလို့ပေါ့ အင်းဒီနေ့ညကအကယ်ဒမီရွှေစင်ရုပ်တုစုပေးပွဲရှိနေတယ်လျောင်ဖန်းမင်းတကယ်ပဲရုပ်ရှင်မင်းသားစုရတင်တာ ဟေ့အားလုံးသတင်းသစ်ကြည့်ကြအောင်ရှူးချစ်လင်းကအကယ်ဒမီရုပ်ရှင်မင်းသမီးဆုရသွားတယ်ပြီးတော့စင်ပေါ်မှာမင်္ဂလာသတင်းမှာတရားဝင်ကြေညာသွားတယ် ရှောင်းရပြောတဲ့မင်္ဂလာသတင်းဆိုတာကြောင့်ကျွန်တော်ဖုန်းကိုဖွင့်ပြီး WeChat ထဲဝင်လိုက်တော့သတင်းတွေအကုန်ပြည့်နေနေတာကိုတွေ့လိုက်ရတယ် ရှူးချစ်လင်းဤအောင်ပွဲခံစကားမှာမင်္ဂလာသတင်းပါဝင်နေခြင်း အကယ်ဒမီရုပ်ရှင်မင်းသမီးရှူချစ်လင်းဤနောက်ွယ်ကအမျိုးသားကဘယ်သူလဲ အာယုံစုရရင်သတင်းတက်လာမယ်ဆိုတာကျွန်တော်ကြုံမှန်းစာထားပြီးသားပါဒါပေမဲ့ကျွန်တော်ဘာသတင်းနဲ့ပါလာလိမ့်မယ်လို့မထင်ထားခဲ့ပါဘူး
ရှောင်းသခင်လေးနဲ့မကြခင်မင်္ဂလာဆောင်တော့မယ်လို့တွေးလိုက်တိုင်းဒါဟာငါဘဝရဲ့အပျော်ရွှင်ဆုံးအရာတွေကတစ်ခုပါပဲ သူ့စကားကြောင့်ရင်ထဲမှာနှွေးထွေးသွားခဲ့ပါတယ်နာမည်ကြီးမင်းသမီးတယောက်အနေနဲ့မင်္ဂလာသတင်းထုတ်ပြန်တာဟာအလောက်ကိုင်ပေါ်မှာအကျိုးသက်ရောက်မှုတေချာပေါက်ရှိမှာပါသူ့အလုပ်ကိုမထိခိုက်စေချင်လို့ကျွန်တော်ကသူ့ဘေးမှာအမြဲတမ်းတိတ်တဆိတ်ပဲရှိနေပေးခဲ့တာပါဒါပေမဲ့သူကတော့ကျွန်တော်နဲ့ပတ်သက်တာကိုပုံပွင့်လင်းလင်းကြေညာချင်နေခဲ့တာပါ အာဖန်ဒါကနင့်အတွက်မတရားဘူးလေငါတို့ကပုံမှန်ချစ်သူတွေပဲကိုတရားဝင်ချစ်သူရှိတယ်လို့ပုံပွင့်လင်းလင်းပြောတင်တာပေါ့ သူမအလောက်ကိုင်အထွတ်ထိပ်ရောက်နေချိန်လူအများအာရုံစိုက်နေချိန်မှာသူမအမြဲတမ်းလှုပ်ချင်ခဲ့တဲ့အရာကိုလှုပ်ဆောင်သွားခဲ့တာပါ ဝါရှူးချစ်လင်းကတကယ်တက်တိရှိတာပဲသူပြောတဲ့ရောင်သခင်လေးဆိုတာဘယ်သူများလဲရုပ်ရှင်မင်းသားတွေထဲမှာရောင်ဆိုတဲ့နာမည်နဲ့ဘယ်သူရှိလဲစဉ်းစားကြည့်ပါဦး ရှင်ထဲမှာအံ့ဩသွားရပေမဲ့လည်းလိုက်ထန်တဲ့ဝမ်းသာကြည်နူးမှုနဲ့တူအာရုံအတွက်ဂုဏ်ယူမိပါတယ် ရောင်ဖန်းမင်းကဘာလို့ပြုံးနေတာလဲမင်းကိုမသိရင်အဲ့ဒီရောင်သခင်လေးဆိုတာမင်းပဲဖြစ်နေတယ်လို့နဲ့ သူ့ရဲ့ခက်လောင်လောင်စကားကြောင့်ဝိုင်းရကြပြန်တယ်အချိန်ကိုကြည့်လိုက်တော့ရှူရန်ရောက်လာတော့မှာပါကျွန်တော်သူတို့ကိုအေးဆေးဆေးပဲနှုတ်ဆက်လိုက်ပါ ဟုတ်တယ်လေငါအားယုံကိုလူချင်းတွေ့ပြီးဂုံပြူကျင်လာပြီ အတန်းကောင်းဆောင်ကကျွန်တော်ကိုမသွားအောင်ဆွဲထားပါတယ် ဘာလဲအခုပဲသွားတော့မလို့လားလာတော့ကတော့အားလုံးမူးအောင်တောက်ကြမယ်လို့ပြောထားတယ်မဟုတ်လား အဲ့ဒီအချိန်မှာအခန်းထဲမှာတန့်စင်ကန်သွားသူသွားဖုံးပြောသူပြောနဲ့လူဝင်ထွက်ရှိနေပါတယ်တကားဝမှာရှူရန်ချောင်းကြည့်နေတာကိုမြင်တော့ကျွန်တော်ကခဏဆောင်ဖို့လက်ဟန်ပြလိုက်ပါတယ်အတန်းကောင်းဆောင်ကကျွန်တော်အကြည့်တိုင်းလှမ်းကြည့်ပြီးရှူရန်ကိုမြင်သွားခဲ့ပါတယ် မင်းကရှူးကြောရဲ့ညီရှူးရန်မဟုတ်လား အတန်းကောင်းဆောင်မင်းမကြည့်တာဖြစ်မှာပါရှူကျော်ရဲ့ညီကဒီလိုနေရာမျိုးမှာဘယ်လိုလောက်ရောက်နေမှာလဲ ညာမမားပါဘူးသူတို့နှစ်ယောက်ရဲ့မျက်နှာကမဲ့ကအတူတူပဲငါတိတိကျကျမှတ်မိတယ်ရှူးရန်ကသူ့အကိုနဲ့အရန်တူတယ်ပြီးတော့ဘားပြင်ပေါ်မှာမဲ့လေးတစ်ခုစီရှိကြတယ်ရှူးကြောဆုံးပါသွားပြီးနောက်သူ့ညီရှူးရန်ကငါစီရောက်လာပြီးရှူးကြောရဲ့အဆောင်ကအမတ်တရပစ္စည်းချို့ကိုလာယူခဲ့ဘူးတယ်မင်းရဲ့မိဘတွေရောမင်းတို့မိသားစုအဆင်ပြေရဲ့လား သူတို့အရန်အဆင်ပြေပါတယ်မန်နေဂျာရောင်ရှိနေလို့ငါတို့မိသားစုတစ်ခုလုံးအမြဲတမ်းအဆင်ပြေနေတာပါအခုသူတို့ဘိုးဘွားရိပ်တာမှာနေကြတယ်အရန်ပျော်ဖို့ကောင်းတယ် အတန်းထဲကလူတွေကမယုံနိုင်စရာအကြည့်နဲ့ကျွန်တော်ကိုပြန်တူလှမ်းကြည့်လိုက်ကြပါတယ်အခုပဲကျိုးကြီးကကျွန်တော်ကိုရှူကျော်ရဲ့မိဘတွေနဲ့ညီလေးကိုဘာလို့တာဝန်မယူတာလဲလို့ဆွဆွဲခဲ့တာမဟုတ်ပါလားကျွန်တော်တကယ်ပဲသူတို့ကိုတာဝန်ယူစောင့်ရှောက်ပေးခဲ့တာပါ10နှစ်တိုင်တိုင်စောင့်ရှောက်ပေးခဲ့တာပေါ့ရှူရန်ရဲ့အုံနောက်ကပုံမှန်လူတွေလောက်မတွက်ပေမဲ့လူတွေပြောတယ်လို့ယူကြောင်ကြောင်တော့မဟုတ်ပါဘူးသူကသူ့အကိုလိုပဲသဘောကောင်းပြီးယူသားတယ်ကျွန်တော်အပေါ်မှာလည်းအရန်အားကိုးတာကြောင့်ကျွန်တော်ကသူ့ကိုဘေးမှာခေါ်ထားပြီးညီရင်းလိုသဘောထားခဲ့တာပါတကယ်ချင်းအတွက်တားတယောက်အကိုတယောက်ရဲ့တာဝန်ကို10နှစ်တိုင်တိုင်ယူပေးခဲ့တာဟာတာမန်လူတွေလုံနိုင်တဲ့အရာမဟုတ်ပါဘူးလူအများစုကဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှမပြောနိုင်တော့ပါဘူးအများနဲ့နှုတ်ချမ်းတဲ့ရှောင်ရနဲ့ကျွန်တော်ကိုအပြစ်လိုက်ရှာနေတဲ့ကျန်းချီလုံတောင်မှဘာမှမပြောတော့ပါဘူး ရောင်ဖန်းနေရှူကြောအပေါ်တကယ်ကိုတစ္ဆာရှိတာပဲ ကျွန်တော်ဘာမှဆက်မပြောတော့ပါဘူးရှူရန်ရောက်လာပြီးမှထွက်သွားဖို့ပြင်လိုက်ပါတယ်ဒီတစ်ချိန်တော့သူတို့ကျွန်တော်ကိုမတားကြတော့ပါဘူးတကားနားရောက်တော့လူတစ်ယောက်နဲ့ဝင်တိုက်မိမလို့ဖြစ်သွားပါတယ်တက်တက်ရရဝစ်စင်ထားပြီးလေဘင်းမှာဆွဲပြီးနဲ့ပတ်ဆက်အိတ်ကိုချိုင်းအောက်ညှက်ထားတဲ့အကိုကြီးလူဆိုတဲ့သူပါ အော်အကူလို့ သူပြောတဲ့အကိုကြီးလူကသူ့မိမကိုတောင်လှမ်းမကြည့်ပဲကျွန်တော်စီဝမ်းတာအားရလက်ကမ်းပေးလာပါတယ် အိုးဟိုမန်နေဂျာရောင်ကြည်စမ်းပါအောင်တိုက်ဆိုင်လိုက်တာငါမိမရဲ့အတန်းဖော်တွေးဆောင်ပွဲမှာလာတွေ့ရတာပဲအတူတူထိုင်ပြီးနောက်ထပ်နှစ်ခွက်လောက်တောက်ကြတာပေါ့အရင်တစ်ခေါက်ကအဝမတောက်ရသေးဘူးလေ ကျွန်တော်လက်ကပြနေတော့ရှောင်ရရောက်လာပြီး အကူလို့ရှင်နဲ့ရောင်ဖန်းကဘယ်လိုလုပ်တည်တာလဲသူ့ကိုရှင်နဲ့မိတ်ဆက်ပေးဖူးတာလည်းမဟုတ်ပါဘူး ကလပ်မှာထမင်းလာစားရင်တိတာလေအော်မန်နေဂျာရောင်တကားနာကလမ်ဘိုဂီနီကမင်းအစ်စ်ဝယ်ထားတဲ့ကားမလားတိုက်ဆိုင်လိုက်တာအဲ့နေမင်းကားသွားထုတ်တဲ့နေ့ကငါတို့ငယ်ချင်းလဲအဲ့မှာရှိနေတာလေသူပြန်လာပြီးပြောပြတော့မှမင်းမန်းငါရိပ်မိတာဟ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 ာမိမနင်မသိဘူးလားနင်နဲ့နင့်သူငယ်ချင်းရှန်ဟိုင်းကအင်ကိုကြိုက်နေကြတာမဟုတ်လားငါတို့ကမဝယ်နိုင်ပေမဲ့မန်နေဂျာရောင်ကတော့စကားတခုမှမပြောဘဲတခါတည်းဝယ်လိုက်တာလေ ရှောင်ရရဲ့မျက်လုံးတွေပြူးကျဲသွားပြီးမယုံနိုင်စရာအကြည့်နဲ့အကိုကြီးလူကိုကြည့်လိုက်ပါတယ် အကိုကြီးလူကငါခေါ်ထားတဲ့တရုတ်ဆောင်မဟုတ်ပါဘူး တရုတ်ဆောင်ဘယ်ကတရုတ်ဆောင်လဲ အကူလို့ရှင်ပြောပါဦးသူကလမ်ဘိုဂီနီဝယ်နိုင်ုံတင်မကဘူးရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာရက်ကွက်ကအင်ကိုပါဝယ်နိုင်တာလား ဒါပေါ့ညာမားစရာလို့လား ရှင်လူမားနေတာဖြစ်မှာပါ မိမရနင်ဘာတွေပြောနေတာလဲငါဘယ်သူ့ကိုမမန်နေဂျာရောင်ကိုတော့မမနိုင်ပါဘူး အဲ့ဒီအချိန်မှာပဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲသူကဘွဲရပြီးအလုတ်တောင်ရှာမရတဲ့သူလေဘယ်လိုလုပ်ပြီးတော့ ဟုတ်တယ်ဒါနဲ့အဲတုန်းကမင်းသားသတင်းလာမပို့ခဲ့ရင်ငါအဲ့ဒီအလုပ်ပြုတ်မှာမဟုတ်ပါဘူးအခုကျတော့ဘာမှပြောလို့မရတော့ဘူးပေါ့ မင်းဘယ်လိုလုပ်တည်တာလဲ ငါကြိုတိထားပြီးသားပါအကွက်စင်ပြီးငါ့ကိုအလုပ်ပြုတ်အောင်လုပ်ခဲ့တဲ့သူကမင်းပဲလေ အကုန်လုံးစီကအံ့ဩပြီးဝိုင်းဝန်းအပြစ်တင်တန်းတွေထွက်လာခဲ့ပါတယ် ဖျားရည်အဲ့ဒီကားနဲ့အဲ့ဒီအိမ်ကတကယ်ပဲမင်းမရှိတာလားငါတို့မားနေတာဖြစ်မှာပါမဖြစ်နိုင်တာ ရှောင်ရရဲ့ယောက်ျားကပိုက်ဆံရှိတာပဲကိုမင်းတို့မသိဘူးလားအကိုကြီးလူကရောင်ဖန်းနဲ့ပေါင်းပြီးငါတို့ကိုလာလိန်စရာအကြောင်းမှမရှိတာ မိမနင်တို့ကဘသူ့ကိုဆင်းရဲတယ်ပြောနေကြတာလဲမန်နေဂျာရောင်ကိုပြောနေတာလား အကူလို့ရှင်ကသူကားကောင်းစားကြီးကိုမောင်းအင်ကြီးမာနေတယ်လို့ပြောနေတာသူကဘာမို့လို့အဲ့ဓာတွေဝယ်နိုင်ရတာလဲ ဟာမင်းတို့ကမန်နေဂျာရောင်ကဘာလဲဆိုတာမသိကြဘူးလားသူကဒီယွန်းထန်ကလပ်ရဲ့ပိုင်ရှင်ကြီးလေသူ့နာမည်အောက်မှာစားတောက်ဆိုင်ပေါင်းများစွာအိမ်ချမ်းမြေရုပ်ရှင်နဲ့ဟိုတယ်လုပ်ငန်းတွေအများကြီးရှိတာမင်းတို့အတန်းဖော်အားလုံးရဲ့ပိုင်ဆိုင်မှုကိုပေါင်းရင်တောင်မန်နေဂျာရောင်ရဲ့ပိုင်ဆိုင်မှုကိုမမီဘူးသူကဘာလို့မဝယ်နိုင်ရမှာလဲရဲစရာတွေလာပြောမနေနဲ့ ရှောင်ရရဲ့မေးစေးပြုတ်ထွက်မတက်ပါဇက်ဟာသွားတာကိုကျွန်တော်မြင်လိုက်ရပါတယ်ကျွမ်းခနဲ့အတန်းနဲ့အတူအတန်းကောင်းဆောင်လက်ထဲကဝိုင်ခွက်ကစပွဲပေါ်ပြုတ်ကျသွားပြီးဝိုင်တွေအင်ဂျီပေါ်ဖိတ်ဆင်ကျသွားခဲ့တယ်ကျန်းချီလုံရဲ့မျက်လုံးတွေကအပြင်ထွက်မတက်ပြူးကျသွားပြီးစူးရရောင်ကပါဇက်ကိုလက်နှစ်ဖက်နဲ့အုပ်ထားမိတယ်ကျိုးကြီးရဲ့မျက်နှာကတော့ချက်ချင်းဆိုသလိုနီးရဲတွှရှုံသွားပြီးကြည့်ရတာရမ်းရှက်ဖို့ကောင်းနေခဲ့ပါတယ် ဖျားရည်ငါတို့နားကြတာမမှားပါဘူးနော်ရောင်ဖန်းကဒီကလပ်ရဲ့ပိုင်ရှင်နဲ့လား အော်မင်းကတကယ်ကိုရှိုးဝက်ချက်တွေအပြည့်ပါပဲလားဒီနေ့ညမင်းစင်းရဲတာကိုဟန်ဆောင်ပြီးငါတို့ကိုလာကစားနေတာလား မင်းအထင်မှားနေပြီပြီးတော့ငါကကိုပိုင်စီးပွားရေးတေးသေးလေးလုပ်နေရလို့နှိမ့်ချပြောတာကလွယ်ရင်အထူးတလဲစင်းရဲပြနေတာမှမဟုတ်တာငါရောက်လာတဲ့ကမန်နေဂျာရောင်ကိုခေါ်ပြီးဒီဝိုင်းကိုပိုက်ဆံမယူဖို့ပြောခဲ့တာလေမင်းတို့ကမှမယုံကြတာကို
အော်မန်နေဂျာလျောင်ကမင်းတို့နဲ့အရက်လာတောက်တာကိုမင်းတို့ကသူဘယ်သူလဲဆိုတာတောင်မသိကြဘူးလား သူတို့တကယ်မသိကြတာပါဘာလို့လဲဆိုတော့ဒီနေ့မှတက်ကတော့အတန်းဖော်တွေ့ဆုံပွဲရောက်လို့ပြန်ဆောင်ကြရုံပဲရှိသေးတာကို မန်နေဂျာလျောင်ကငါမိမရဲ့တက်ကတော့အတန်းဖော်ပေါ့လေတိုက်ဆိုင်လိုက်တာ နောက်မှအားရင်ပြန်ပြောကြတာပေါ့ ကျွန်တော်လည်းစကားကိုလက်စဖြတ်ပြီးထွက်လာရင်းနဲ့ အော်ငါမန်နေဂျာရောင်ကိုထပ်မပေးခဲ့ပါမယ်ဒီနေ့ညကုန်ကြစရိတ်အားလုံးအလကားပေးပါမယ်ကလပ်မှာအပန်းဖြေစရာဝန်ဆောင်မှုတွေလည်းအများကြီးရှိသေးတော့သူငယ်ချင်းတွေကိုခေါ်ပြီးအေးဆေးနားကြပါအောင်ကျေးဇူးမတင်လဲရတယ် ကျိုးကြီးကနှက်ခမ်းကိုတင်းတင်းစိတ်ထားပြီးအရက်ခွက်ကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားကစကားတစ်ခုမှမပြောနိုင်တော့ပါဘူးအတန်းကောင်းဆောင်ကကျွန်တော်နာမည်ကိုလှမ်းခေါ်ပေးမယ်ကျွန်တော်ဂယူးမဆိုင်ပဲထွက်လာခဲ့လိုက်ပါတယ်ရှူရန်ကအာယုံရဲ့အိမ်အောက်ကိုကားမောင်းပို့ပေးတဲ့အခါအာယုံဘယ်ချိန်ပြန်လာမလဲမေးဖို့ဖုန်းထုတ်လိုက်တော့အတန်းကောင်းဆောင်စီကမက်ဆေ့ပထမဆုံးဝင်နေတာကိုတွေ့လိုက်ရပါတယ် လျောင်ဖန်းငါမင်းကိုအတန်းဖော်ကယူတဲ့ထည့်ပေးထားတယ်နော်နောက်မှအဆက်အသွယ်ပို့လုပ်ကြတာပေါ့ မင်းတက်ကတော့တော့ကအမြဲတမ်းအဆင့်တရပြီးစုတွေရခဲ့တာကြံပွဲဝင်ရင်လည်းရွှေတစိတ်ကြီးပဲအဲ့တုန်းကလေးကမင်းကတာမန်လူမဟုတ်ဘူးလို့ငါထင်ခဲ့တာကိုအားကိုကိုပြီးဒီလိုအဆင့်ရောက်လာတာတကယ်အရေးချင်းပဲ ကျန်းချီလုံးရဲ့သဘောထားတောင်ပြောင်းလဲသွားပြီးသူ့စာကိုထောက်ခံတဲ့စတစ်ကာတွေအများကြီးပေါ်လာခဲ့ပါတယ်သူတို့ရဲ့ရှစ်တမျိုးကိုရတမျိုးသဘောထားကအရန်ဆက်ဆုပ်စရာကောင်းလာပါတယ်စောစောတုန်းကကျွန်တော်ကိုလှောင်ပြောင်တယောနေကြတာသူတို့မဟုတ်တယ်လို့ပါပဲကျိုးကြီးနဲ့စူးရအောင်တယောက်မှစကားမပြောဘဲတိတ်ဆိတ်နေကြပါတယ်မက်ဆေ့အကောင့်တက်လာသူတွေထဲမှာအတန်းဖော်တွေအများကြီးပါနေပြီးအဲ့ထဲမှာစူးရအောင်လည်းပါနေပါတယ် ရောင်ဖန်းတငယ်ချင်းအပ်ထားတာလေးလက်ခံပေးပါအောင် စာကြောင်းတူတူလေးဖြစ်ပေမဲ့မနစ်မြို့ွယ်ခန်းစားချက်ကိုပေးစွမ်းနေပါတယ်မြင့်မြတ်လာပါတယ်ဆိုတဲ့နတ်သမီးကညီတက်စွာဆင်းသက်လာပြီးတာမန်လူဖြစ်တဲ့ကျွန်တော်ကိုအနာကပ်ခွင့်ပြုလိုက်တယ်လို့မျိုးပေါ့ကျွန်တော်ဖုန်းကိုပိတ်လိုက်ပြီးသူတို့ကိုဂရုမစိုက်တော့ပါဘူးဒုတိယနေ့မှာလည်းမနေ့ကအကယ်ဒမီရွှေရုပ်တုစုပေးပွဲသတင်းတွေကရေပန်းစားသတင်းမှာရှိနေတော့မှာပဲအာယုံအတွက်ထိခိုက်မလားစိုးရိမ်မိပေမဲ့သူမကတော့ပြုံးပြီးစိတ်အေးထားဖို့ပြောပါတယ် ငါကအိုင်တော့မှမဟုတ်တာတရုတ်ဆောင်လေးငါဘဝကပွင့်လင်းမြင်သာမှုရှိရမယ်ငါစိတ်ကလွဲရင်တခြားသူတွေရဲ့အမြင်ကိုဂရုစိုက်စရာမလိုပါဘူး အဲ့ချိန်မှာပဲသူ့ရဲ့လက်ထောက်ကစီကဖုန်းဝင်လာခဲ့ပါတယ် ကျစ်လင်နင်းနဲ့နင်းကြီးစားတပ်ပုံရိုက်ခံလိုက်ရတယ်အခုသတင်းထောက်တွေကတပ်ပုံနဲ့ချင်းချောက်ပြီးရွှန်ဆယ်တန်းတောင်းနေတယ်မပေးရင်နင်းကြီးစားရဲ့ပုံကိုအပြင်မှာဖော်ထုတ်ပစ်မယ်တဲ့ ရွန်ဆယ်တန်းဆိုတာပေးနိုင်ပါတယ် ပေးနိုင်ပေမဲ့သတင်းထောက်တွေရဲ့ဒီလိုချင်းချောက်တဲ့အပြုအမူကိုငါမုန်းတယ်အမှုပညာလောကထဲကလူတော်များများကသူတို့ကိုကြောက်လို့လိုက်ရောရင်းနဲ့ရဲတင်းလာကြတာအာဖန်လူတွေကနင်ဟာငါစစ်ဆက်ထားသူဆိုတာသိသွားရင်နင့်အတွက်အခက်အခဲဖြစ်သွားမလား မဖြစ်ပါဘူး ဒါဆိုရပြီ တမိနစ်အကြာမှာတော့ WeChat ပေါ်မှာသတင်းအသစ်တစ်ခုတက်လာပြီးခဏလေးတွင်ထိတ်တန့်သတင်းဖြစ်လာခဲ့ပါတယ်ကျွန်တော်ဖုန်းစီကိုလည်းဖုန်းတွေဆက်တိုက်ဝင်လာခဲ့ပါတယ်အာယုံကဘာမှမပြောဘဲကျွန်တော်နဲ့သူမရဲ့တွဲရိုက်ထားတဲ့တပ်ပုံတစ်ပုံပဲတင်လိုက်တာအခုတော့အင်တာနက်ကပရိသတ်တွေအားလုံးအကယ်ဒမီမင်းသမီးရဲ့ရောက်တဲ့ခင်လေးဆိုတာဘယ်လိုပုံစံလဲဆိုတာသိသွားကြပါပြီ ကြည့်ရတာတာမန်လူတစ်ယောက်ပါပဲဒါပေမဲ့တာမန်တော့ဟုတ်မယ်မထင်ဘူးမဟုတ်ရင်မင်းသမီးကဘယ်လိုလုပ်ကြိုက်မှာလဲ တကယ်တော့အသက်အရွယ်နဲ့ရုပ်ရည်ကြည့်ရင်တော်တော်လိုက်ဖက်ပါတယ် တော်ပါသေးတယ်အဖိုးကြီးမဟုတ်လို့သတင်းချက်လက်အမှန်ထွက်လာမှာကိုပဲစောင့်ကြည့်ရတော့မယ် ဒုတိယနေ့ဖုန်းဖွင့်လိုက်တာနဲ့ရှူရန်စီကဖုန်းဝင်လာပါတယ်သူ့တန်ကအရန်ဒေါသထွက်နေတဲ့ပုံမှာပဲ မန်နေဂျာလျောင်ကျွန်တော်ပို့လိုက်တဲ့စာကိုကြည့်လိုက်ပါအောင်တယောက်ယောက်ကအမချစ်လင်းကိုတမင်တရေဖြတ်နေတာ WeChat ကိုဖွင့်ကြည့်လိုက်တော့ရှူရန်ပို့ထားတဲ့ link ကိုတွေ့လိုက်ရပါတယ်။ဆောင်းပါးထဲမှာအာယုံကိုအပျော်ရှာတဲ့မိမအဖြစ်ဆွဆွဲထားရုံမကပဲဘဲကရလာမှမသိတဲ့တပ်ပုံတွေနဲ့အမှုပညာလောကထဲရောက်ပြီးနောက် director တွေထုတ်လုပ်သူတွေကိုမြူဆွဲပြီးဘယ်နှယောက်နဲ့အိတ်ခဲမှမသိလို့ဒီရွှေစင်ရုပ်တုစုကိုရတာဆိုပြီးရေးထားတာပါ။ကျွန်တော်တပ်ပုံကိုနှိပ်ကြည့်လိုက်ပါတယ်။တပ်ပုံထဲမှာတော့အာယုံကပန်းရောင်မီအောင်အောက်မှာအသက်50ကျော်အမျိုးသားတစ်ယောက်ကသူမရဲ့ကြောပြင်ကိုပုတ်တက်ပြီးအနာနာကစကားပြောနေတဲ့ပုံမှာ ဟင်းငါ့ကိုဒါမျိုးရေးရဲတယ်ပေါ့လူကြိုက်များရင်ပြဿနာများတာတဘာဝပါပဲဘာပဲပြောအာဖန်နင်ငါ့ကိုပြပြီးယုံပေးတာနဲ့တင်လုံလောက်ပါပြီ ငါတယောက်တည်းယုံလို့မရဘူးလေပရိသတ်တွေနဲ့ဖန်တွေကိုပါမင်းကဒီလိုလူမဟုတ်ဘူးဆိုတာသိအောင်လုပ်ရမယ် ဒါကဒီလိုငါလွန်ခဲ့တဲ့နှစ်ကအမှုပညာရုပ်ရှင်တကားရိုက်ခဲ့တယ်အဲ့အချိန်ဒရိုက်တာကငါတို့ကိုတရုပ်ဆောင်ပြနေတာလေငါရဲ့ပြိုင်ဘက်တရုပ်ဆောင်ကိုပြနေတာ ကဲပါမင်းတေချာနားလိုက်အောင်ကျန်တာငါဘာသာရှင်းလိုက်မယ် ကျွန်တော်ကြည်လင်းပြောတဲ့ရုပ်ရှင်အဖွဲ့သားတွေနဲ့ director စီဆက်သွယ်ပြီးဒီဆောင်းပါးဘဲကစတင်ထွက်ပေါ်လာလဲဆိုတာစုံစမ်းခိုင်းလိုက်ပါတယ်။အင်တာနက်ရဲ့ပြန့်နှံ့မှုကအယံမြန်လာကြောင်းနိုင်ပိုင်းတွင်းမှာပဲမနေ့ကဂုံယူစရာရွှေမင်းသမီးနဲ့ရောက်တဲ့ခင်လေးဟာဒီနေ့မှာတော့ပိုင်းလုံးမနဲ့တနာစရာကလပ်ပိုင်ရှင်ဖြစ်သွားခဲ့ရပါတယ်။ကျွန်တော်လွတ်လိုက်တဲ့သူတွေကအလုတ်လုတ်တော်တာမှုဆောင်းပါးရဲ့မူရင်းစင်းမြစ်ကိုမြန်မြန်ပဲစုံစမ်းရရှိခဲ့တယ်လို့ director စီကအချက်လက်တွေကိုလည်းရရှိခဲ့ပါတယ်။အာယုံပြောတဲ့ director က WeChat မှာစတဲ့ဆောင်တင်လိုက်ပါတယ် ချစ်လင်းကငါအမှုပညာလောကမှာတွေ့ဘူးသမျှတွေထဲအလုံးအပေါ်အရန်လေးစားမှုရှိတဲ့အမှုပညာရှင်တစ်ယောက်ပါလူငယ်တရုပ်ဆောင်တစ်ယောက်အနေနဲ့အမှုပညာပေါ်ထားတဲ့သူမရဲ့စူးစမ်းမှုကငါ့ကိုစိတ်လှုပ်ရှားစေပါတယ်ဒီရုပ်ရှင်ကပရိသတ်စီချမပေးနိုင်ခဲ့တာကဝမ်းနည်းစရာဖြစ်ပေမဲ့ရိုက်ကူးရေးမှာနေပါတဲ့ငွေကြေးနဲ့ပါဝင်ပေးခဲ့ကြတဲ့တရုပ်ဆောင်တွေစူးစမ်းပေးခဲ့ကြတဲ့ဝန်ထမ်းအားလုံးကိုငါတစ်သက်လုံးမေ့မှာမဟုတ်ပါဘူး ပြီးတော့ပုံတစ်ပုံတင်ပေးထားပါတယ်ပုံထဲမှာအယုံကကြောပြင်ပလာနဲ့ director နဲ့စကားပြောနေတာပါဒါပေမဲ့ကွာခြားချက်ကအဲ့ဒီပုံထဲမှာစတူဒီယိုဝန်ထမ်းတွေကင်မရာမန်တွေမိတ်ကပ်ဆရာတွေအများကြီးပါနေတာပါပဲမတုံးတောင်မှဒါဟာရိုက်ကူးရေးကွင်းပြင်ဆိုတာသိနိုင်ပါတယ်စက်တိုက်ဆိုသလိုပဲရုပ်ရှင်အဖွဲ့သားတွေကဗီဒီယိုတွေတက်တေပုံတွေနဲ့ထွက်ပြီးတက်တေပြပေးခဲ့ကြပါတယ်အာယုံရဲ့ပရိသတ်တွေကလည်းဒီတက်တေတွေကိုအတက်တေရောပို့ပြန်တင်ပြီးပထမဆုံးဆွဆွဲခဲ့တဲ့ဟက်ကာတွေကိုပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်အတန်းဖော်ကယူတွေကိုဝင်ကြည့်လိုက်တော့မက်ဆေ့တွေအများကြီးရှိနေတာကိုတွေ့ရတယ်မနေ့ကအာယုံရဲ့တပ်ပုံတက်တုံးကအံ့ဩမနာလို့ချီးမွမ်းကြရာကနေဒီမနက်ဆောင်းပါထွက်လာတော့တန်တရားနဲ့ဝိဝါဒကွဲပြားမှုတွေဖြစ်ကုန်ကြတာပါကျိုးကြီးကအခွင့်ကောင်းယူပြီး အပြက်မပါပဲတရုပ်ဆောင်ဆိုတာတစ္ဆာမရှိဘူးမင်းတို့လိုလူတွေကပဲခံရတာပေါ့ အဲ့လိုလှောင်ပြောင်ရေးသားထားတာကိုတွေ့လိုက်ရတယ်ကျွန်တော်အဲ့ဒီစာတွေကိုအေးဆက်စွာကြည့်ရင်စုံစမ်းရရှိထားတဲ့တက်တွေတွေကိုဂယုထဲတင်လိုက်ပြီးစူးရရောင်ကိုပါတက်တွဲပေးလိုက်ပါတယ်ဂယုထဲမှာချက်ချင်းပြန်ဆူညံသွားခဲ့ပါတယ်စူးရရောင်ရဲ့အခြားသူနဲ့ပြောထားတဲ့စာတွေကိုရထားတာပါသူမကပဲအာယုံအကြောင်းမကောင်းတာတွေစူးစောင်းခိုင်းပြီးအင်တာနက်မှာအကောင့်တူတွေတုံးကပြအောင်လုပ်ခိုင်းခဲ့တာပါသူမဘာလို့ဒီလိုလုပ်လဲကျွန်တော်မသိပါဘူးကျွန်တော်သူမရဲ့တငယ်ချင်းတွေတောင်းတာကိုလက်မခံခဲ့လို့နာကြည့်ရလား10နှစ်တိုင်တိုင်အဆက်အသွယ်မရှိခဲ့ပဲအခုမှမလိုလားအပ်တဲ့မုန်းတီးမှုတွေဘာလို့ဖြစ်နေတာလဲအာယုံနဲ့ဆိုလဲသူမကလုံးဝမသိတဲ့သူလေသူမဘာကြောင့်ပဲလှုပ်ကျွန်တော်စစ်ဆက်ထားသူကိုထိခိုက်အောင်လုပ်တာကိုတော့လုံးဝခွင့်မလွတ်နိုင်ပါဘူး
ဂယူတွေကဥပဒေကျွမ်းကျင်သူနှစ်ယောက်ကိုမေးပါရစေဒီလိုအခြေအနေမျိုးမှာငါနဲ့ဆိတ်ဆက်ထားသူကဘလို့ဥပဒေအရအရေးယူလို့ရမလဲ ဒါကိုပြောပြတာနဲ့ကျွန်တော်ဂယူတွေကထွက်လိုက်ပါနိုင်ဝက်ကြာမှာအတန်းကောင်းဆောင်ကဗီဒီယိုတစ်ခုပို့လာပါတယ်ဗီဒီယိုထဲမှာကျိုးကြီးကမျက်နှာပြက်နေပြီးစူးရရောင်ကကြောက်လန့်နေခဲ့ပါတယ်သူမမှာကိုဝင်ရှိနေတာမို့စိတ်လှုပ်ရှားမှုမခံနိုင်ကြောင်းသဘောထားကြီးစွာနဲ့ထပ်မလိုက်ဖို့စီးပွားရေးအရာရောကြေးပေးပါမယ်လို့ပြောထားပါတယ်ကျွန်တော်တက်တဲ့ဗီဒီယိုကိုအားယုံစီပြလိုက်တယ် ဒီဆူရရောင်ဆိုတာနင်တက်ကသူတို့ကကြိုက်ခဲ့တဲ့အလှလေးမဟုတ်လားတော်ပါသေးတယ်သူကနင့်ကိုသဘောမကျခဲ့လို့ဒီလိုလူမျိုးကိုနင်ယူရဲလို့လားအာဖန်ဒါဆိုနင်ဘယ်လိုလုပ်ချင်လဲသူ့မှာကိုဝင်ရှိနေပြီဆိုတော့တကယ်လို့ပြဿနာရှာရင်လူတွေကငါတို့ကိုပဲအပြစ်ပြောကြအောင်မယ်ထားလိုက်ပါတော့သူမကိုကိုယ်တိုင်တောင်းပန်တဲ့ဗီဒီယိုတစ်ခုတင်ခိုင်းလိုက်ရင်ရပါပြီ ငါ့ကိုစော်ကားတာကိစ္စမရှိပေမဲ့ငါနဲ့ဆိတ်ဆက်ထားသူကိုစော်ကားတာတော့လုံးဝခွင့်မလွတ်နိုင်ဘူးမင်းကအရေးမယူချင်ရင်တော့ငါဘက်ကတော့စူရရောင်ကိုတေချာပေါက်အရေးယူမှာပဲ နောက်ဆုံးတော့မတက်နိုင်တဲ့အဆုံးစူရရောင်ကအင်တာနက်ပေါ်မှာတောင်းပန်တဲ့ဗီဒီယိုတစ်ခုတင်ခဲ့ရပါတယ်ဗီဒီယိုထဲမှာသူမကတနာဆက်ဖွယ်ငိုယိုပြနေပြီးသူမကိုသူမဒုက္ခရောက်သူလိုဟန်ဆောင်နေခဲ့တာပါသူကြုံထားတဲ့အကောင့်တူတချို့ကစူရရောင်ဘက်ကနေကူပြောပေးဖို့စူးစမ်းခဲ့ပေမဲ့ကျွန်တော်ကအဲ့ဒီကွန်မန့်တွေကိုအကုန်ရှင်းပစ်ခိုင်းလိုက်ပါတယ်စူရရောင်အင်တာနက်မှာတရားဝင်တောင်းပန်ပြီးတဲ့နောက်ကျိုးမိသားစုရဲ့မျက်နှာဖုံးကွာကျသွားခဲ့ပါတယ်ကျိုးကြီးရဲ့အဖေကလည်းမြို့မှာမျက်နှာကြီးသူဖြစ်ပေမဲ့ဒီလိုဖြစ်သွားတာကနေကိလုတ်ခွင့်မရပဲသူတို့မိသားစုတိတ်ခါအများကြီးထိခိုက်သွားခဲ့ရပါတယ်ဒါပေမဲ့ဒါတွေကကျွန်တော်နဲ့ဘာမှမဆိုင်တော့ပါဘူးကိုလာကြပြီးနောက်မှာတော့အတန်းကောင်းဆောင်စီကစူရရောင်ကလေးမွေးပြီဆိုတဲ့သတင်းကြားလိုက်ရပါတယ်တမီးမင်းကလေးမွေးတာပါတမီး၃ယောက်ဆက်တိုက်မွေးလိုက်ရတာမို့ကျိုးကြီးနဲ့သူ့ရဲ့အမေကမကျေနပ်ကြပါဘူးပြီးတော့ဟိုလုံးကတောင်းပန်ရတဲ့ကိစ္စကြောင့်အခုထိစူရရောင်အပေါ်မကျေမနပ်ဖြစ်နေကြတော့မှကျိုးကြီးကလည်းအပြင်မှာပြဿနာရှာလို့သူ့အဖေကခြေထောက်ကျိုးမတက်ရိုက်ခဲ့တယ်တဲ့ ငါတို့အတန်းထဲကလူတွေအခုကြိုးကြီးကိုအထင်သေးနေကြပြီဘယ်ခေတ်ကြီးတဲ့ရောက်နေပြီလဲမသိပါဘူးတမီးလေးမွေးတာဘာဖြစ်လို့လဲစူးရရောင်ကတက္ကသိုလ်တုန်းကတည်းကသူ့ကိုယုံပြီးသူ့နောက်လိုက်ခဲ့တာကို အတန်းကောင်းဆောင်ပို့ထားတဲ့အတန်ဖိုင်ကိုနားထောင်ရင်ကျွန်တော်ဘာစိတ်ဝင်စားမှုမှမရှိတော့ပါဘူး အတန်းကောင်းဆောင်နောက်ဆိုဒီလိုကိစ္စတွေငါ့ကိုလာမပြောပါနဲ့တော့ ဖုန်းကိုချလိုက်ပြီးဝမ်နာမှာအပင်ရီလောင်းနေတဲ့အာယုံစီကျွန်တော်ရှောက်သွားလိုက်ပါတယ်သူမကိုနောက်ကနေပွေ့ဖက်လိုက်ပြီးဆူထွက်နေတဲ့ဝမ်ပိုက်လေးကိုအသားရတက်ပေးလိုက်တော့အာယုံကလှည့်ကြည့်ပြီးကျွန်တော်ကိုပြုံးပြလိုက်ပါတယ်အဆုံးထိအားပေးခဲ့တဲ့ချစ်ရတဲ့တငယ်ချင်းအားလုံးကိုချစ်တယ်နော် 阿瓜，